ကန်အင်ပါယာကိုတည်ထောင်ခဲ့တဲ့အနွယ်ထမင်းစောလက်ထက်မှာခွန်အားဗလအရာမှာအင်မတန်ကြီးမားတဲ့ညီနောင်နှစ်ဦးရှိခဲ့ပါတယ်။ညီလေးမင်းရဲ့ကြောက်တုံးကငါ့လောက်မလေးပါလားကွာ။နေဦးဖို့အကိုကြီးရဲ့ကျွန်တော်အလှည့်ကြရင်အကိုကြီးအံ့ပြသွားစေရမယ်သူတို့ကတော့ပြတ်တာနဲ့မေဝနာတို့ရဲ့သားတွေဖြစ်တဲ့ရွှေပြင်းကြီးနဲ့ရွှေပြင်းလေးတို့ပဲဖြစ်ပြီးစစ်ပွဲတွေမှာရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့ကြပါတယ်တရုတ်မြန်မာနယ်စပ်အရေးခင်းတွေမှာသူတို့ရဲ့တတိပြတ်တိတွေကြောင့်အနွယ်ထမင်းကြီးရဲ့အားကိုးယုံကြည်ခြင်းကိုခံခဲ့ရပါတယ်ဒါပေမဲ့တောင်မြောင်းရက်မှာစူတောင်းပြည့်စေတီတီတာကိုကွယ်ဖို့မင်းကြီးအမိန့်ပေးခဲ့ချိန်မှာတော့အလှည့်ပြောင်းတစ်ခုစတင်ခဲ့ပါတော့တယ်စစ်တီတိုင်းဟာအုတ်တချက်စီလုံအားပေးရမှာဖြစ်ပေမဲ့ရွှေပြင်းညီနောင်ကတော့အသက်ငယ်ရွယ်လွန်တာကြောင့်ပျော်ပါမမောပြီးအုတ်နှစ်ချက်စာနေရလစ်လက်သွားခဲ့ပါတယ်ဘသူကများငါရဲ့အမိန့်တော်ကိုဖိစံပြီးစေတီတော်မှာအုတ်လွတ်အောင်လှုပ်ရဲတာလေမင်းကြီးအမိန့်ပြရွှေပြင်းညီနောင်ကိုအခုချက်ချင်းဖမ်းဆီးစေနေဦးငါတို့ဘာပြက်လုံးမိလို့လဲအရှင်မင်းကြီးဒီညီနောင်နှစ်ယောက်ဟာခွန်အားကြီးမားလွန်းပါတယ်အခုလိုမင်းမိန်ကိုပါလျက်လျူရှုရဲတယ်ဆိုရင်နောက်တစ်ချိန်မှာပုံကန်လာနိုင်ပါတယ်ဖေယားသူတို့ကိုမယုံကြည်ပါနဲ့ဖေယားငါအာနာကိုစိန်ခေါ်သူဟာဘသူပဲဖြစ်ဖြစ်ကွက်မြက်စေရမယ်ဒီလိုနဲ့ခွန်အားဗလကြီးမားတဲ့မင်းကြီးနောင်နှစ်ပါးဟာတောင်ပြုံးရက်မှာပဲမချိမဆက်အသက်ဆုံးခဲ့ရရှာပါတယ်သူတို့ကွယ်လွန်ပြီးနောက်မှာတော့အနွယ်ထမင်းကြီးကစိတ်မကောင်းဖြစ်ပြီးတောင်ပြုံးမင်းညီနောင်ဖြစ်သတ်မှတ်ကနန်းနန်းတီးပေးခဲ့ကြပါတယ်ယနေ့ထက်တိုင်းမန္တလေးမြို့အနီးကတောင်ပြုံးပွဲတော်ဟာမြမရိုးရရင်ကျင်းမှုမှာအစီကားဆုံးပွဲတော်တစ်ခုအဖြစ်တည်ရှိနေဆဲဖြစ်ပါတယ်ရွှေပြင်းကြီးရွှေပြင်းလေးရဲ့ရာဇဝင်ဟာလည်းမြမတို့ရဲ့ရင်ထဲမှာဘယ်တော့မှမေ့ပြောက်သွားမှာမဟုတ်ပါဘူး